အားလုံးမင်္ဂလာပါကချင်ပြည်နယ်မှာရှိတဲ့လူငယ်တွေစူးစမ်းထားတဲ့ဓမ္မ series event အခုဆိုရင်ပြည့်မြောက်သွားပါပြီ။ဘာကြောင့်ဒီ day series event ကိုလုပ်ရတယ်လဲဆိုတော့ပထမချက်အနေနဲ့ကချင်ပြည်နယ်မှာရှိတဲ့လူငယ်တွေကိုကျွန်တော်တို့ကမြေတောင်မြောက်ပေးချင်လို့ဆွဲခေါ်ချင်လို့ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ 7day Adventist အသင်းတော်မှာပေါ့နော်ဒီချင်းတွေကိုပြန်လဲပြီးတော့အသုံးပြုဖို့ဖြစ်တယ်။ဒီချင်းအဖြစ်တခြားသူတွေစီကိုပြန်လဲပြီးတော့ကောင်းချီးဖြစ်ပေါ်ရတဲ့ရည်ရွယ်လို့ဒီ day series event ကိုကျွန်တော်တို့လုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကချင်ပြည်နယ်မှာရှိတဲ့အသင်းတော်အသီးသီးကိုကျေးဇူးတင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ကချင်ပြည်နယ်မှာရှိတဲ့လူငယ်လူရွယ်အားဖြင့်ဓမ္မ day series event ဖြစ်မြောက်ဖို့အတွက်ကျွန်တော်စီစဉ်တဲ့အခါမှာအသင်းတော်အနေနဲ့လည်းပဲတတ်နိုင်တဲ့လောက်အသင်းတော်တစ်ပါးစီမှာအလူငွေအပြည့်ပါဝင်ထည့်ဝေပြီးတော့အားဖြည့်ပေးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်။တကူချင်းစင်အားဖြည့်တော်၎င်းကျွန်တော်ပါဝင်ပေးတဲ့အလူရှင်အားလုံးကိုလည်းပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်အချိန်များမှာထက်မှတ်ကခြားရအမှုတော်မှာကျွန်တော်လူငယ်လူရွယ်တွေကြိုးစားတဲ့နေရာမှာဆက်လက်ပါဝင်နိုင်တဲ့အကောင်းကြီးမင်္ဂလာရရှိပေးပါစေလို့ဤနေရာကနေဆုတောင်းမေတ္တာပို့ရင်းနဲ့ကျေးဇူးတင်စကားပြောကြားလိုပါတယ်။ဓမ္မ series event ကိုပြင်မြောက်ဖို့ရန်ကျွန်တော်အဖက်ကနေဝိုင်းဝန်းတူညီပေးကြတယ်ကျွန်တော်တချင်းကိုဒီကိုရေးဆက်ပေးတယ်ဒီရေးဆက်များတော့နဲ့တချင်းကိုစိတ်ဆင်အားနဲ့ဒီကပ်ပေးကြတယ်အဒီကပ်ပညာရှင်နဲ့ကျွန်တော်ဒီတချင်းတွေကို MTV အပြင်ပြင်မြောက်ဖို့ရန်ဘက်ကနေဝိုင်းဝန်းပေးတယ်ရိုက်ကူးရေးဆရာများနဲ့ကျွန်တော်အကပတိများနဲ့ကျွန်တော်တချင်းတွေကိုပါဝင်စက်ကတ်တီဆိုပေးတယ်အတင်းတော်ရှိတဲ့အတင်းတော်အတီးကလူငယ်လူရွယ်များကိုဒီဗီဒီယိုတစ်အပြင်ကျွန်တော်ကျေးဇူးတင်ကြောင်းပုံပြရင်းနဲ့ဖျားရှင်ဒါရေးကောင်းချီးများတွန်းလောင်းချပေးပါစေဒီ T-Series album ထဲမှာကျတော့စင်ကာပူလောက်ပါပါတယ်စင်ကာပူထဲမှာ6ပုတ်ကကလေးချင်း9ပုတ်ကလူကြီးချင်းဆိုပြီးတော့ကျွန်တော်တတ်ပြန်ခွဲထားပါတယ်အဲ့တော့ဒီတချင်းတွေကိုဘယ်မှာနားဆင်လို့ရမလဲဆိုလို့ရှိရင်တော့ Facebook page မှာ United Adventist Youth Kachin District ဆိုတဲ့ page မှာကျွန်တော်ဝင်ရောက်နားဆင်လို့ရမှာဖြစ်ပါတယ်နောက် channel တစ်ခုအနေနဲ့ YouTube နဲ့ TikTok မှာကျတော့ Kachin UAY ဆိုပြီးတော့မှရိုက်ကြရင်ကျွန်တော်တို့နားဆင်လို့ရမှာဖြစ်ပါတယ်ဒီတချင်းတွေအားလုံးကိုကျွန်တော်တို့အပတ်စဉ်တင်ပေးသွားမှာဖြစ်ပါတယ်ဒီတချင်းတွေဟာဆိုရင်လုံးဝကိုအစ်ဆက်ကိုပိုင်တန်စင်တွေကြီးပဲဖြစ်ပါတယ်ယုံကြည်သူညီကိုမောင်တော်များအနေနဲ့ဒီတချင်းတွေကိုမိမိကြောက်တဲ့နားဆင်ခွားယူကောင်းကြီးဖြစ်တော့မကဘဲနဲ့တခြားသူတွေလည်းခွားယူကောင်းကြီးဖြစ်နိုင်ဖို့ရတော့ like and share လုပ်ပေးဖို့တောင်းဆိုချင်တယ်တစ်ဆက်တည်းမှာ follow subscribe လုပ်ဖို့လည်းမမေ့နဲ့နော်လူငယ်များတီးဆူချီးမွမ်းတဲ့တခြင်းတွေကောင်းကြီးဖြစ်အောင်ကျွန်တော်တို့ဘုရားသခင်မှာဆုတောင်းဆက်ကပ်ဖို့အစဉ်ဖြစ်ပါတယ်ဆက်ကပ်ရအောင်အိုးဖဖရားဒီနေ့ကျွန်တော်တို့ကချင်ပြည်နယ်လုံးဆိုင်ရာ UAY နာမည်အဖွဲ့နာမည်အားဖြင့်ထုတ်လွှင့်ရှိတော့ဒီတချင်း15ပုတ်ဒီယခုမှစ၍စတင်ထုတ်လွှင့်တွားတော်မယ်ဖြစ်တဲ့အတွက်ကြောင့်ဖရားရဲ့ဘုန်းတော်ထင်ရှားစေဖို့ဖြစ်စေတော်မူပါတချင်းခွေထုတ်နိုင်ဖို့ရအတွက်အင်တိုင်းအားတိုင်းပါဝင်ကူညီလှူဒါန်းလက်ရှိတော့မိသားစုဝင်တာရမီများလည်းရှိပါတယ်ဒီအလှူရှင်များအားလုံးပေါ်နိုင်လဲစတဲ့တဖို့ပူတော်ကောင်းချီးပေးတော်မူပါတချင်းအဖြစ်တနိုင်ငံလုံးမှာတကဘာလုံးမှာဖရားရဲ့ဘုန်းတော်ထင်ရှားစေဖို့လူငါဖြစ်စေတော်မူမိကြောင်းကေတင်ပိုင်ရှင်ယေရှုနာမ၌ဆုတောင်းလက်ကောင်းချီးပေးမိတ်တိတ်ပေးပါရဖဖရားအာမင်